မင်္ဂလာပါခင်ဗျာတနည်းကတော့ကျွန်တော်ညီလေးကိုတီဟာဖုန်းဆက်ပြီးမိတယ်အကိုတဲ့ asset line ရိုက်တာဟုတ်တဲ့April နဲ့ Greener ပတ်ဝန်းကျင်မှာကျွန်တော်ဘုံတော့မြင်မြုပ်သွားတယ်တဲ့အဲ့ဒါကိုကျွန်တော် free draw ရမလားဆိုပြီးတော့ကစားဖော်တွေကိုမေးတဲ့အခါကျတော့ကစားဖော်တွေက asset line ရိုက်တာလေကွာအရှိတိုင်းရိုက်နိုင်ရိုက်မရိုက်နိုင်မအချက်ပေးလို့ပြောတယ်တဲ့အဲ့ဒါဟုတ်လားအကိုတဲ့ကျွန်တော်မေးတယ်ကျွန်တော်တို့ဒါလည်း asset line ရိုက်တဲ့လူတွေကြားထဲမှာ confuse ဖြစ်တတ်တဲ့ဖြစ်စဉ်လေးတစ်ခုပါဒါကိုတိတိကျကျနားလည်ထားဖို့လိုပါတယ်ကျွန်တော်တို့ asset line ရိုက်တယ်လို့ပြောကြရင်စီးမြင့်နဲ့အညီရိုက်တယ်လို့ထင်ကြပါတယ်အဲ့ဒီမှာဘယ်နေရာမှာ free draw မရဘူးရိုက်မရရင်တစ်ချက်ပေးလမ်းပေါ်ရရင်လမ်းပေါ်ရိုက်မြေမြုပ်ရင်မြေပေါ်ရိုက်sprinkler head ပေါ်ကြရင် sprinkler head ပေါ်ရိုက်စသည်အဖြစ်မထီရမကန်ရမရွှေ့ရတချို့ဆိုရင်ဖင်ကုန်းတစ်ချက်ဆိုတာမျိုးတော့ပြောတယ်အဲ့ဒါကို asset line လို့ခေါ်နေကြတယ်မဟုတ်ပါဘူးအဲ့ဒါမာဖီးယားပါခင်ဗျာဘယ်တင်သမားတွေကအချက်မခိုးအောင်လို့မတမာမှုမပြုတ်အောင်လို့သူတို့ချင်းချင်းသတ်မှတ်ထားတဲ့ကစားနည်းတစ်ခုပါစီမင်းတစ်ခုပါအဲ့ဒါကိုမာဖီးယားလို့ခေါ်ကြပါတယ် asset line မဟုတ်ပါဘူး asset line နဲ့ကွဲလွဲပြီးတော့မှတ်မှားနေကြပါတယ် asset line ဆိုတာကပုံမှန်အားဖြင့်စီမင်းရဘောလုံးကိုအရှိတိုက်ရပါတယ်ဒါကော့စီမင်းပါမှန်ပါတယ်ဒါပေမဲ့မြေမြုပ်တဲ့အခါမှာမြေမြုပ်ဘောလုံးစီမင်းရှိပါတယ် plug ball လို့လည်းခေါ်တယ် embedded ball စီမင်းဒီဘောလုံးရဲ့အစိတ်ပိုင်းတစ်ခုခုဟာ general area ထဲမှာမူလရိုက်ချက်ကြောင့်ဖြစ်တဲ့မြေကြီးပေါက်အရာထဲမှာတစ်စိတ်တစ်ပိုင်းနစ်မြုပ်နေပြီဆိုရင် embedded ball စီမင်းကျင့်သုံးလို့ရပါပြီဒုတ်တပြန်အတွင်းမှာကျင်းနဲ့မနီးစေတဲ့ဒုတ်တပြန်အတွင်းမှာ free draw ချပြီးဆက်ကစားလို့ရပါတယ် free draw ပါခင်ဗျာအချက်ပေးစရာမလိုပါဘူး asset line ကစားရနဲ့လည်းဘာမှမပတ်သက်ပါဘူး asset line ဆိုတာကပုံမှန်အဖြစ်မရှိရမကန်ရမထီရမကန်ရရရတယ်ဆိုပေမဲ့ embedded ball ဖြစ်ရင်လည်း relief ရပါတယ်အဲ့လိုပဲဖယ်ရွှေ့မရတဲ့လူလုံးအတားစီအနောက်ရှက်ပစ္စည်းပေါ်ရောက်နေရင်လည်း free draw ရပါတယ်အဲ no play zone နဲ့ကြာသွားလို့ရှိရင်လည်း free draw ယူရမှာပါမဖြစ်မနေ no play zone နဲ့မှာသွားရရင်ပြစ်ဒဏ်တစ်ချက်ပြစ်ဒဏ်နှစ်ချက်ထိပါမယ် round place နဲ့အဲ့လိုပဲ round green လိုမျိုးကိုလက်ရှိကစားနေတဲ့ green မဟုတ်တဲ့ round green ပေါ်မှာကြာသွားလို့ရှိရင်လည်းသွားရိုက်လို့မရပါဘူးသွားရိုက်လို့ရှိရင်ဒါဒီ general penalty ထိမှာပါဆိုတဲ့ခါကျတော့ကျွန်တော်ပြောချင်တာက asset line ဆိုတာမရှိမထီရမကန်ရဆိုပေမဲ့ relief ရမယ့်နေရာတွေမှာရပါမယ် embedded ball က general area ထဲမှာမြည်သည့်နေရာမှာမဆိုဘောလုံးတစ်စိတ်တစ်ပိုင်းနစ်မြုပ်နေတယ်ဆိုရင် free draw ရပါတယ်အဲ့လိုကျွန်တော်ညီလေးကိုပြောပြလိုက်တဲ့အခါကျတော့ညီလေးကကျွန်တော်စီးမြင့်ကိုတေချာစူးစမ်းလေ့လာမယ်ကိုတဲ့အဲ့ဒါမှသူများတွေကိုပြန်ပြောပြလို့ရမှာတဲ့ဒါနဲ့ကျွန်တော်လည်းစီးမြင့်အထောက်ထားလေးပို့ပေးလိုက်ပါတယ်ဒါလို့ဆိုရင်တော့မာဖီးယားနဲ့ asset line အရှိတိုင်းဘောလုံးရိုက်ခြင်းကိုကွဲပြားပြီးထင်ပါတယ် asset line ဆိုတာဘယ်နေရာမှာမှမထီရမကန်ရမှာဟုတ်ပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်